ဒုတိယပိုင်းတော့ရေမျိုးလိုင်စင်ပိုင်းဖြစ်ပါတယ်ဒီလိုင်စင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်အတွင်းမှာ2013ခုနှစ်ကလေးကနေစပြီးတော့လက်ရှိ2019-20ယခုနှစ်ဗန်နာရေးနှစ်ထိကျွန်တော်ရေမျိုးလိုင်စင်10မျိုးအမျိုးအစားပေါင်း10မျိုးရှိပါတယ်ခွင့်ပြုထားတဲ့ရေမျိုးဆိုင်ရေအတွက်188ဆိုင်ရှိပါတယ်ကျွန်တော်တို့6နှစ်9နှစ်ရှိပါပြီကျွန်တော်ဒီမျိုးစားအရေအတွက်ကိုကျွန်တော်တို့ပြင်ဆင်ပြောင်းလဲခြင်းမရှိပါဘူးရှိတဲ့အကြောင်းအရာလေးပဲနိုင်ငံတော်ရဲ့မူဝါဒအရရေမျိုးလိုင်စင်ကိုထပ်မံတိုးမြင့်ပြီးတော့မှခွင့်မပြုရဘူးဆိုတဲ့လိုင်စင်မူဝါဒအရဒီအတိုင်းပဲကျွန်တော်တို့က188ဆိုင်ကိုပဲလိုင်စင်တိုင်းထားရှိတာကျွန်တော်တို့နှစ်ပေါင်း9နှစ်ရှင်းနေခန့်ရှိပြီတဲ့အကြောင်းရှင်းလင်းတင်ပြပါတယ်သို့တော်လည်းကျွမ်းကျင်နေတဲ့ဒီနှစ်ထဲမှာဒီသက်ဆိုင်ရာတိုင်းဒေသပြည်နယ်အားလုံးကိုတိုင်းဒေသပြည်နယ်အသီးသီးကနေပြီးတော့မှတင်ပြမှုတွေအပေါ်မှာကျွန်တော်တို့ဗဟိုကော်မတီကနေပြီးတော့မှစီစစ်ပြီးတော့ပြည်တော်စုဆိုအဖွဲ့ရုံးကနေပြီးတော့မှ31ရက်9လ2019ရက်နေ့မှာနေပြီးတော့တိုင်းဒေသပြည်နယ်လိုက်ထပ်မံတိုးမြင့်ခွင့်ပြုစေလိုတဲ့လိုင်စင်အမျိုးအစားနဲ့အရေးအတွက်ရှိရင်တင်ပြပါဆိုပြီးတော့ညွှန်ကြားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ချင်းပြည်နယ်အနေနဲ့လိုင်စင်မျိုးစားပေါင်းလိုင်စင်အသစ်ပေါင်း132ဆိုင်ကိုကျွန်တော်ချင်းပြည်နယ်ဆိုအဖွဲ့ကက်ဘိနက်ကိုတင်ပြခဲ့တဲ့အခါမှာချင်းပြည်နယ်ဆိုအဖွဲ့ကက်ဘိနက်ကနေ18ရက်10လ2019ရက်စွဲပါဆိုဗီယက်အပိုက်30ရက်132ဆိုင်ကိုကန့်ကွက်ရမရှိကြောင်းကျွန်တော်ချင်းပြည်နယ်ဆိုအဖွဲ့ကထပ်မံတိုးမြင့်ပေးခဲ့ပါတယ်ပေးခဲ့မှုကတော့မပြီးပြတ်သေးပါဘူးကျွန်တော်အနေနဲ့ပြည်တော်ထွေးကနေပြီးတော့မှပြည်နယ်ရုံးချုပ်ထွေးရုံးရှင်ရုံးချုပ်ကို23ရက်10လ2019ရက်နေ့မှာတင်ပြထားရှိပြီးတော့မှနိုင်ငံတော်အစစ်အနေနဲ့စီစစ်ဆဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းတင်ပြပါတယ်နောက်တစ်ချက်အနေနဲ့ကတော့31ရက်နေ့မှာပြုလုပ်ခဲ့တဲ့ကျင်းပြည်နယ်လွှတ်တော်မှာအခုကျွန်တော်တို့ငကိုရှိပြီးသား188ဆိုင်ရောထပ်မံတိုးမြင့်ခဲ့တဲ့112ဆိုင်ကိုရရှိခဲ့ရင်လက်စစ်နှုံးသားများကိုတိုးမြင့်ကောက်ခံဖို့ဆိုပြီးကျွန်တော်တို့တင်သွင်းခဲ့ပါတယ်အဲ့ဒါလည်းကျွန်တော်ရှိပြည်နယ်လွှတ်တော်ကအတည်ပြုပြီးဖြစ်ပါတယ်အဲ့တော့အကြမ်းများပြင်တော့ကျွန်တော်တို့ငကိုမူလလိုင်စင်နှုံးသားတဲ့9သိန်းကနေပြီးတော့မှကျွန်တော်တို့7သိန်းထိတိုးမြင့်ပြီးတော့မှကျွန်တော်ကောက်ခံထားပါတယ်အဲ့တော့လုပ်ငန်းလုပ်ကိုင်တဲ့သူတွေကိုကျွန်တော်တို့နိုင်ငံတော်ရဲ့အခွန်ငွေတိုးတက်ရရှိဖို့အတွက်ဆောင်ထားပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ဖြစ်ဆွဲတင်ပြပါတယ်